ကျွန်တော်ဆရာအောင်သိန်းရဲ့ရေးထားတဲ့စာလေးကိုခင်ဗျားတို့ပြပါမယ်အစဉ်ပြေလာလို့တခါမှမိဘမရတဲ့သူတွေအတွက်ကိုဘဲကအမြဲအသင့်ရှိပြီးနေပြီးတာကိုလောင်ထားလို့တော့ခေါင်းစဉ်မတက်တော့ပါဘူးပေးဆက်မှုရဲ့အတွက်ဘာတစ်ခုမှပြန်မရရင်တော့သင်ခန်းစာတော့အလိုလိုရပြီးသားပါကိုအစဉ်မပြေတာကလွဲလို့အားလုံးကိုအစဉ်ပြေသေးရင်ခဲ့တာပါကိုမပြောတာကလွဲလို့အားလုံးကိုပြောသေးရင်ခဲ့တာပါရာရှော့ပေးလုံးလို့ထင်ပါရဲ့လူတကာရဲ့အမြဲအနိုင်လိုချင်တဲ့ချိန်ကိုဖြစ်တန်းခဲ့ရတာပါအမုံမပေးချင်ပါဘူးဒါကြောင့်ပေးလက်စားနဲ့အရှုံးမဲ့ပေးထားတာပါထီလေးတစ်ချောင်းကလူတစ်ယောက်ကိုအရေးပေးဖို့အတွက်သူကိုယ်တိုင်နေပူတန်ကိုခံရတယ်ခဏလေးဒီရန်ကလူတစ်ယောက်ကိုတန်ရှင်းစေဖို့အတွက်သူကိုယ်တိုင်အညီကြီးပေးခံရတယ်ရွှေငါးလေးတွေကလူတွေကိုအလားကြည့်စေဖို့အတွက်သူကိုယ်တိုင်လောင်ဝင်ထဲမှာနေရတယ်ကိုယ့်အဖြစ်ကအထီးလေးတစ်ချောင်းလိုဖနက်လေးတရံလိုလောင်ရင်တွေကငါးလေးတွေလိုပါပဲတတ်နိုင်သလောက်တော့ပေးဆက်လိုက်ပါမယ်အမြဲတမ်းတော့တောင်းဝမယူနိုင်တော့ပေါ့တစ်ဖက်လူကိုကြည့်ပြီးတန်ရပဲစစ်ဆန်တော့မယ်အဆောင်ပြီးတော့ပြုံးမပြတော့ဘူးဝေးကြီးကိုလည်းလမ်းမငေတော့ဘူးကိုဘဝနဲ့မဆက်တဲ့မျိုးရင်းချစ်တွေကကလေးတယောက်ရဲ့စူဘူးလိုပါပဲအရှိမတန်ခင်ခွဲကြရတာကြီးပဲကိုသိလိုက်ပါပြီနောက်ဆိုရင်နေရည်တွေကဖက်လက်စားစာအုပ်တွေနဲ့ပဲအချိန်ကုန်သွားတော့မှာပါဝေဒနာရှိတိုင်းမကူသားချင်တော့ပါဘူးအချို့အရာတွေကသင်ခန်းစာအတွက်လိုအပ်တယ်လေအမှန်ပြောရရင်ဘယ်သူမှစိတ်မနာပါဘူးစေတနာတွေရည်စည်းကမ်းပြုံမိတဲ့ကိုပဲ